ဒီဘက်ပြန်တဲ့ရင်နဲ့လို့ရပါတယ်နေပါအောင်နော်ကျွန်တော်ဖယားတစ်ခါကြော့မယ်၃ချိန်တရားတစ်ခါ၃ချိန်ကြော့မယ်တန်ခါ၃ချိန်တစ်ခါကြော့မယ်ဒါလေးတော့နားလည်ပြီးပါဖယားပဲလှည့်ပြီးပါဗျာကဲ KPG မျိုးကြီးညီလေးမင်းအဖွဲဖယားနဲ့မှတ်တမ်းလေးလှလှပပယူလိုက်ရအောင်မတ်ဖို့မဖယားကြောကမှာဗုဒ္ဓောနဲ့တန်ဖိုးထားပြီးပါဓမ္မောနဲ့တန်ဖိုးထားပြီးပါတန်ခေါနဲ့တန်ဖိုးထားပြီးဒီချင်း၃ပိုက်ဆိုလိုက်နော်ဗုဒ္ဓဂုဏောအနန္တောဟုယောဇောတင်ညာသုံးမယတုနလူပြမတတဝါတို့ခေမသာခေါင်နိဗ္ဗာန်တောင်တို့ရွှေဖောင်မဲ့ခင်တင်မောရင်းဖြင့်ကဲတင်ဆောင်ယူဖို့တော်မူသည်နတ်လူလူထိပ်ပန်းယဟန်တို့ဆရာအစိမ့်နေရဟုအနန္တဂုံအင်းဖယားရှင်ကိုတိပရိသတ်ပေါင်းနှင့်အဟံတပိတော်သည်ဝင်းနေဝင်နာမိဒုလနဖူထီငါဥပြည့်ကြည်နုတတ္တာရှိခောကြောပါဤဖယားဖယားသုံးညင်ကြောပြပါရှောင်းကျင်းပေးတဲ့တရားမြတ်ကိုတပရိသတ်ပေါင်းနဲ့အဟံတပိတော်သည်ဝင်းနေဝင်နာမိသူလည်းနမုထင်ကားဥပြေကြည်နုတတ္တရှိဖို့ကတော့ပါဤဖယာတဏှာကာမကိလေသာနဲ့ယာကံအမိုင်နှိမ့်ချိုင်မပြောင်းမမွေးလျောပဲရှင်တော်ဟောကြားမြတ်တရားကိုမှတ်သားကြည်ညိုမှတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းမှန်သည်မြတ်မွေးသေးကြောင်းသံဃာတော်တို့တေပရိသတ်ပေါင်းတို့သည်အဟံတပြည့်တော်နှင့်ဝေနေဝနာမိဒုလည်းနဖို့ထင်ငါဥပြီးကြည်ညိုတတ်တာရှိခောကြောပါ၏ဖယားရှိခိုးပါ၏ဖယားရှိခိုးပါ၏
ရောက်ပြီလားဦးနိုင်ဦးရောက်ပြီရောက်ပြီအလူတကာလူမနှစ်ဖက်မိဘ၄ယောက်လုံးမတ်တထပြီးရမယ်စင်မနိုင်အေးလေတော့ဖိနဲ့အမေကိုကတော့ဒီနားလေးလားမြီးတွေကိုဒီဘက်နောက်ဆုတ်ခိုင်းလိုက်ခလေးတွေနောက်ဆုတ်ခိုင်းဒါလေးတော့မှတ်တမ်းယူလိုက်ရအောင်ဘယ်လိုလုပ်ရအောင်မှာဝေးကျွန်တော်ပြောလိုက်ခဏနားတော့နော်ဦးစင်အဖေနဲ့အမေရပေးရတော့အဖေနဲ့အမေကိုရင်စကတော့ယောက်ျားဘက်ကဖြစ်နေကိုစင်မိုင်းလေကိုစင်ဘုံနိုင်အမေကိုချီပုံမှုနဲ့3ကျင်အဖေကိုချီပုံမှုနဲ့3ကျင်ကြောက်ပေးမယ်နော်ရလားအမေဘက်ကစကြတော့ကျွန်တော်ပြောမယ်ကိုစင်ဘုံနိုင်နဲ့မအေးလေတော့ကျွန်တော်ပြောတာရှင်းနိုင်လားမသိဘူးနော်ဒါရှိရလားဆက်ပြေးတယ်ဟုတ်ပြီနော်ဒီရှေ့နဲ့အကိုတိုးလို့ရမျက်နှာမြင်အောင်နော်မင်းဟိုဘက်ကရွှေ့လိုက်အကိုကကျတော့မြင်ကျင်တာလေသူတို့နဲ့ပြောကျင်တာလေနော်ငါနောက်ကနေမတိမသာပြောရသလိုဖြစ်နေအေးအဲ့လိုပြောတာတယ်လို့လုံးလိုက်အားလုံးတို့ဆိုတော့ကိုကကတော့ခိုင်းမှာပိတ်သိဖြစ်နေတယ်ကိုကမမြင်ရရင်မကောင်းအေးအဲ့တိုင်းသွားမယ်နော်တသားတို့ဒီဘက်နောက်ဆုတ်တသားတို့နောက်ဆုတ်သမီးတို့နောက်ဆုတ်ဘဘအမေကြီးဘက်ကိုလက်အောင်ချီထားဒီနေဦးနာဝမိကညီလေးစင်မနဲ့မှတ်ဒီနေဦးနာဝမိကဒီနေမြင့်မို့တောင်းပါလေမိဘမြတ်တာနဲ့နှိုက်ရှင်ခုနဝေမိကနွားဦးကျူပေါက်စလောက်ပဲရှိတယ်သမုဒ္ဒောပါရိကယတ္ထသမုဒ္ဒရာရေပြင်းကြီးသမုဒ္ဒရာကြီးကလေမိဘမြတ်တာနဲ့နှိုက်ရှင်ပါရိကယတ္ထနွားချီရာွက်ထဲကရေတပွဲဝဲဖြစ်တယ်ပထဝီဝေလုကံပတ္ထညီလေးမှတ်ထားနော်ဟာဒီပထဝီမြေကြီးကဝေလုကံပတ္တဒီပထဝီမြေကြီးဟာမိဘမေတ္တာနဲ့နှမ်းရှင်ဝေလုကံဝါရွက်ငယ်မျှရှိတယ်လက်ခံနော်စက်ကဝါလေးသူစိကရာစေဘုံနိုင်ဟာဒီစัจ java လာကြီးကလေ
မိဘမေတ္တာနဲ့နှိုင်းရှင်သူစိတ်ကလေးအနာဖားပေါက်တော့ရှိတယ်ဒါကြောင့်မိဘမေတ္တာဘလောက်ကြီးမားတယ်ခံစားပေးပါဗျာခါတိုင်းကဇင်ဘိုးနိုင်အေးလေတော်နေတို့ပြန်អော်ခြင်းပြန်អော်ဘူးပါလိမ့်မယ်ပြန်ပြောခြင်းပြောခဲ့ဘူးပါလိမ့်မယ်ဗျာဒီနေ့အဲ့ဒီအဖြစ်ကြီးအောင်ဝန်ချတောင်းမှကြတော့မေကဲရှင်လောင်းတို့နားတွန်းတို့လက်အုပ်ချီးမိပါအားကြတော့တဲ့အခန်းလေးအမြတစီကိုညီအားတရားဓမ္မစီလေးရွံ့ပေးပါစီဆုံးနာနဲ့ညီအောင်မိသားစုကြတော့ဝဲသို့မဟုတ်ရှိထုံးပင်ရှင်တုံးကျွေးကြိုက်ရတော့ပြီဆိုပြီးပါဗျာစအာယုံကြီးကလက်အုပ်ချီးထားအခုကကြတော့ဆိုတော့ပေးမယ်နော်